ခွေးကကျွန်တော်ကိုတစ်ချက်ကြိုက်တယ်ကျွန်တော်သူ့ကိုပြန်မရိုက်ခဲ့ဘူးကျွန်တော်သူ့ကိုအသားတစ်လုံးတောင်ကျွေးလိုက်သေးတယ်နောက်တော့သူကကျွန်တော်ကိုနောက်တစ်ခါထပ်ကြိုက်ပြန်တယ်ရောကျွန်တော်သူ့ကိုအသားတစ်လုံးထပ်ကျွေးလိုက်တယ်ရလတ်ကတော့ဒီခွေးဟာဘိုက်စာတိုင်းကျွန်တော်စီလာပြီးကြိုက်တော့တာပဲအဆုံးမရှိတော့ဘူးအဲ့ဒီတော့မှပဲကျွန်တော်နားလေသွားတယ်ဒီခွေးကိုဘလို့မှကျွေးမွေးရင်ပါလို့မရဘူးဆိုတာသူ့မျက်လုံးထဲမှာကျွန်တော်ရဲ့လိုက်လျော်မှုဟာကျင်နာမှုမဟုတ်ပဲပြောညံ့ပြီးအနိုင်ကျင့်လို့ရတဲ့အချက်ပြမှုတစ်ခုပဲအဲ့ဒီအချိန်ကစပြီးကျွန်တော်သူ့ကိုရှောင်ပြီးလမ်းလျှောက်ခဲ့တယ်ဒီခွေးကကျွန်တော်ကိုမတွေးရတော့တဲ့အခါနောက်ွယ်မှာရှောက်ဟောင်းတယ်ကျွန်တော်ကိုကဲ့ရဲ့တယ်အတင်းအဖြစ်နေပြောတယ်သူဒေါသထွက်နေလာကကျွန်တော်စိုးသွားလို့မဟုတ်ပဲသူနောက်ထပ်အခွင့်အရေးမရတော့လို့ပဲနောက်ဆုံးတော့ကျွန်တော်အမှန်တိုင်းနားလည်သွားတယ်တရိတ်ဆန်စိတ်ရှိတဲ့သူတွေတက်တော့မင်းရဲ့အသားကိုလီးပြီးမချွေးသေးရင်မင်းဟာလူဆိုးနေအောင်ပဲမှတ်ထားပါတရိတ်ဆန်စိတ်ရှိသူဟာဘယ်တော့မှလူမဖြစ်လာဘူးဒီဗီဒီယိုကိုအစအဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက်ကြည့်ရှုဖို့ follow လုပ်ထားပါ Live Truth MM